ဖျားရှင်ကျေးဇူးတော်ပြုံးလာတော့တင်တို့အားလုံးပေါ်မှာကာလအစမပြတ်ခံစားရပါစေကျွန်တော်ဓမ္မတယောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်ထားရှိတဲ့မြတ်တာတော်ကိုကျွန်တော်အမြဲတမ်းအောက်မေ့လျက်ကိုရောရဲ့ဂရုဏာကြီးမားပါတယ်လို့ဝန်ခံနိုင်မှုရအတွက်ယနေ့ကျွန်တော်တို့9ရက်4လ2026ခုနှစ်နှုတ်ကပတ်တော်အရှင်ဘုရားရှင်တော်မှာတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ကောင်းမြတ်ပါတယ်တင်တို့ရဲ့တရားထဲမှာကျေးဇူးပြုတော်ဘုရားကောင်းမြတ်တော်ဘုရားဂရုဏာတော်နဲ့ကျွန်တော်တို့အားလုံးကိုထွေးပိုက်နေမဲ့ဘုရားသခင်နာမတော်သည်ကဘာဆက်ဆက်ဘုန်းကြီးမင်္ဂလာရှိပါစေဟုတ်ပြီဒီနေ့ဘုရားသခင်အတွက်ယုံကြည်မှုအတွက်ဆုတောင်းတဲ့အခါမှာကျွန်တော်တို့ဘုရားသခင်ကိုရှာဖွေတဲ့အခါမှာကိုရောဒီကျွန်တော်တို့ကိုကြောက်ရွံ့မှုအပေါင်းမှာကယ်လို့မယ်တဲ့စာရန်34အငယ်4မှာဂယုဏတော်ရရှိရန်စိတ်နှလုံးထဲမှာမလုံးချုံမှုမှလွတ်မြောက်ရန်ကျေးဇူးတော်ကိုရှာဖွေရန်ကိုရောရဲ့ကျေးဇူးတော်ပလင်တို့တိုးဝင်ချင်းခံဖို့လိုအပ်တယ်ဘယ်နေရာမှမသွားပါနဲ့ဖခင်မင်းမုတ်တော်တွေကိုလာပါဘုရားသခင်ရဲ့ကြီးမားတဲ့အကြံစီတော်တွေမှာတင်ရောက်ရှိဖို့လိုပါတယ်အဲ့ဒီတော့ကတော့ဒီခတ်သိမ်းသောအရာတို့မှာလုံလောက်ပြီးတော့ကျွန်တော်တို့အားလုံးကိုကောင်းမှု၌ကြွယ်ဝစေရန်ယေရှုတော်ထဲမှာကျွန်တော်တို့ကိုတိမ်သွင်းပါတယ်နှစ်ကောခန်းကြီးကိုငယ်ရှင်မှာကျွန်တော်တို့ဘယ်သူလဲဘာလို့နိုင်လဲနှုတ်ကပတ်တော်ဖော်ပြချက်ဆန္ဒချက်နဲ့မလုံးနိုင်ဘဲနဲ့အတွေးတိုင်းနဲ့စိတ်ကူးစိတ်တမ်းများကိုဖြစ်စည်းစေပါတယ်နှစ်ကောခန်းကြီး30ငယ်9မှာလူမှုရေးအတိုင်းဝိုင်းအခြားသို့မဟုတ်လူချင်းနဲ့ဆက်ဆံရေးနော်နှိမ်ချမှုဆိုရင်ပူပန်မှုတွေကိုတွန်းလှန်ပေးတယ်နှုတ်ကပတ်တော်ဖြစ်ပါတယ်ဘဝမှာကိုရောရဲ့ရည်ရွယ်ချက်တွေကိုတားဆီးနိုင်မှာမဟုတ်ဘူးဘယ်ရာကမှတင်နှုတ်ကပတ်တော်ကိုခိုးလုံတဲ့အတွက်ကြောင့်တင်နှုတ်ကပတ်တော်ကိုမိဝဲတဲ့ကြောင့်ဘုရားသခင်အိုးထောင်တော်ဘုရားကိုတော်ဒီကျွန်ုပ်ရဲ့နော်ရည်ရွယ်ချက်တွေအားလုံးကိုတစိမ့်ခတ်ပြီးတော့ကောင်းချီးပေးနေပါတယ်ယေရှာယ14အငယ်22ခုမှာနော်ကိုရောရဲ့ဥစ္စာရှိသည်များကျွန်တော်ရဲ့ဥစ္စာရှိသည်များကိုကိုရောဆောင်းလျှောက်တော်မူတယ်တဲ့စာလံ16ငွေ9မှာကိုရောရဲ့နှုတ်ကပတ်တော်ဒီကျွန်တော်တို့အတွက်နော်မိခင်ဝန်ထဲမှာကိုရောရဲ့သားတော်အဖြစ်ကျွန်တော်တို့ပုံသင်ထားတယ်နှုတ်တော်ကကျွန်တော်တို့အတွက်နော်ဘုရားသခင်ဘုန်းတော်ကျွန်တော်လွှမ်းခြုံပေးတယ်အမိဝန်ထဲမှာမတိုင်ယေရှာ49ငွေ9မှာအဲ့ဒီယေရှုတော်မပါပဲကျွန်တော်တို့ကဘာမှလုပ်မရဘူးယောဟန်15ငွေ9မှာနော်အဲကြောင့်ဒီနေ့လှုပ်ဆောင်မှုတွေမှာဘုန်းတော်အတိုင်းလှုပ်ဆောင်မှုရန်တွေးတောမှုမရှိဘဲနဲ့ကိုတော်တပါးတည်းသာကျွန်တော်တို့တရားထဲမှာအာယုံပြဖို့လိုအပ်ပါတယ်အေဖတ်3:20ကိုဖတ်ပါကျွန်တော်တို့ကိုတော်စကားကိုနောက်ထောင်ပြီးကြောက်ရွံ့ခြင်းအလုံးမှာကဲတင်မယ်ဘဝတတ်တာထဲမှာပြင်ဆင်ပေးမယ်စာလံခန်းကြီး34ငယ်4မှာသခင်ယေရှုခရစ်တော်အနန္တတကုရှင်ဘုရားသခင်ဖြစ်ပါတယ်ဘုရားသခင်ဒီကျွန်တော်တို့ရဲ့စကားလုံးများနဲ့ကျွန်တော်တို့နှလုံးသားတွေတော့ဆင်ခြင်များကိုတော်ကိုလက်ခံနိုင်ပွဲဖြစ်စေဘူးကျွန်တော်တို့တရားထဲမှာရှေးမောက်တော်ထဲမှာတိုးဝင်ချင်းကပ်ဖို့လိုအပ်ပါတယ်နော်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကျေးဇူးတော်သည်ကြီးမားပါတယ်ဆိုတာကိုကျွန်တော်တို့အမြဲတမ်းဝန်ခံနိုင်ဖို့လိုပါတယ်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကလမ်းညွှန်ပေးတယ်နော်ငါတို့မတတ်နိုင်တဲ့အရာကိုတတ်နိုင်ပေးတယ်တမန်တော်ခန်းကြီး8ငါ31မှာတန်ရှင်သောဝိညာဉ်တော်ကယုံကြည်သူတွေကိုလမ်းညွှန်ပေးတယ်။တုံသင်ပေးတယ်။လူတုံသင်ချက်တွေမလိုပါဘူး။တမန်ကျမ်းစာကိုအတိတ်ပဲဖွင့်ရန်အသုံးချရန်လမ်းညွှန်ပေးတဲ့အရာကတန်ရှင်သောဝိညာဉ်တော်ဖြစ်ပါတယ်။အဲကြောင့်ခရိယန်ဤအားလုံးအတွက်ကိုယ်ရေးကိုယ်တော်ဘဝအတွက်ဘုရားသခင်အလိုတော်ကိုပိုင်းခြားရန်မရှိမဖြစ်လိုအပ်သောအရှိမြတ်ကိုပြပြထားတယ်။ဒါကထိရောက်ဖို့ရန်အတွက်အရေးကြီးတယ်။ဘုရားသခင်ရဲ့အလိုတော်ကိုကျွန်တော်တို့ဥစွာလှုပ်ဆောင်ရန်ဆန္ဒရှိဖို့ရည်ကြီးပါတယ်အဲ့ဒီခြေလမ်းနေတဲ့လှုပ်ဆောင်ပြီးတဲ့အခါမှာလူတဦးချင်းစီကရှင်းလင်းမှုအတွက်နော်ဆူတောင်းတင်တယ်လမ်းညွှန်မှုတွေတမန်ကျမ်းစာကိုရှာဖွေတင်တယ်ဝိညာဉ်ရေးရရင်ချက်သူအဖြစ်အကြံဉာဏ်တောင်းခံတင်တယ်အဲ့ဒါကဘာလို့မေးတဲ့အခါမှာကျွန်တော်တရားထဲမှာနှဆိုင်တော်သိမြင်မှုပေးစွမ်းမှုဖြစ်ပါတယ်ဘုရားသခင်ကအဲ့ဒီဆုံးမချက်တွေအလုံးကိုလွှမ်းမိုးပြီးတော့စီမံခန့်ခွဲပြီးတော့နော်ဣတိလလူတွေကိုကိုရောကနော်လမ်းပြနေတယ်လို့ပဲမဆပေးနေတယ်လို့ပဲမိတ်ဆွေရတတာထဲမှာကိုတော်ကျေးဇူးပြုနေမှာမယ်မဆပေးနေဦးမယ်တကိုးရဲပတ်ရင်နေဦးမယ်ဂိူလာတော်နဲ့ထွေးပိုက်နေဦးမယ်ဖြစ်ပါတယ်ဘုရားသခင်ရဲ့အလိုတော်ကိုလိုက်လျှောက်ရန်ကျွန်တော်တို့ထဲမှာဆန္ဒရှိဖို့လိုပါတယ်ကျွန်တော်တို့ရဲ့တတာထဲမှာသိရမယ့်အရာကဘုရားသခင်အလိုတော်ကိုလိုက်လျှောက်ဖို့ရန်စိတ်ဆန္ဒရှိပါကိုတော်ရဲ့လမ်းညွှန်မှုလိုအပ်ပါတယ်ဒါကြောင့်တိတူအခန်းကြီး9 22 23ယောမ12ငွေ2ယောရှု1 8တုတ်တန်အခန်းကြီး3ငွေ5 6ဒီနေ့ကျွန်တော်သိရမယ်အလိုတော်ကိုရှာဖွေရန်
ဘုရားသခင်ရဲ့အလိုတော်ကိုလှုပ်ဆောင်ရန်မိတ်ဆွေရဲ့ဘဝမှာဆန္ဒရှိပါသလားအရေးကြီးပါတယ်ဒီခြလန်းတွေကိုလှုပ်ဆောင်ဖို့ရန်အတွက်ဘုရားသခင်ရဲ့အလိုတော်ကိုလှုပ်ဆောင်ဖို့ရန်အတွက်ကျွန်တော်တို့ရှာဖွေရမယ်လိလျူရှုခြင်းမရှိဘဲနဲ့ဘုရားသခင်ထံမှာကျွန်တော်တိုးဝင်ခြင်းခဲ့ရမယ်ကိုရောကိုရှာဖွေရမယ်ကိုရောဖြည့်ချခြင်းလုပ်ငန်းမှာမပါဝင်သောကြောင့်ကျွန်တော်တို့ကိုယ်ပိုင်ဆန္ဒများဘယ်လိုပဲဖြစ်နေစပြီးဘုရားသခင်အလိုတော်ကိုလိုက်လျှောက်ရန်ဆန္ဒရှိခြင်းကပထမခြေလှမ်းမလမ်းမီဘုရားရဲ့အလိုတော်ကိုအရင်ရှာပါအချိန်တွေကိုအလဟတမဖြစ်ပါခြင်းနဲ့ဘုရားသခင်ရဲ့အလိုတော်ကိုထင်ရှားစေရန်ဆုတောင်းရမယ်ဘုရားသခင်ရဲ့အလိုတော်ကိုလိုက်လျှောက်ရန်ဆန္ဒရှိတဲ့အခါမှာကိုရောအလိုတော်ကိုသိရှိစေရန်တောင်းဆိုချက်တွေကိုဘာဖြစ်လဲကျွန်တော်တို့မှာဆုတောင်းရမှာဖြစ်တယ်ဘုရားသခင်ရဲ့အလိုတော်နဲ့ပတ်သက်တဲ့လမ်းညွှန်ချက်တွေတမန်ကျမ်းစာကိုရှာဖွေရမယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာဘာပြောနေတယ်လဲဘာသိစေခြင်းတယ်လဲဒီအရာကိုဘယ်လိုဖြစ်ရမလဲဆိုတာအရာတွေကိုနှုတ်ကပတ်တော်သုံးသင်တာဖြစ်ပါတယ်ဘုရားသခင်ရဲ့အလိုတော်နဲ့ပတ်သက်တဲ့အရာတွေကိုနော်ရှာဖွေဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်ရာတွေအားလုံးကိုမလိုအပ်ဖက်နဲ့ဝိညာဉ်ရေးရာကိုလိုက်လျှောက်ဖို့ရန်အတွက်နော်ပေးစွမ်းနိုင်တဲ့အကြံပေးသူတွေလည်းလိုအပ်တယ်တုတ်တန်ခန်းကြီး24ငွေ6မှာဖြစ်ပါတယ်ဘုရားသခင်ရဲ့အလိုတော်နဲ့ပတ်သက်တဲ့ကိုချင်းတရားဆိုင်ရာပညာချက်များကိုချင်းတရားဆိုင်ရာစိတ်ခံစားချက်များမဟုတ်ပဲဒီနေ့ဘုရားသခင်ကကျွန်တော်တို့တရားထဲမှာတည်တည်တည်ထိုက်တဲ့အချက်တွေကိုသုံးသင်မှာဖြစ်ပါတယ်ဘုရားသခင်ရဲ့အလိုတော်တိုင်းလမ်းညွှန်ချက်ကိုခံယူတဲ့အခါမှာဘုရားသခင်ဒီမိုးတိမ်တိုင်းအားဖြင့်ဣသရေလတွေကိုလမ်းပြခဲ့တယ်လို့ပဲဒီနေ့မိတ်ဆွေရဲ့ဘဝတရားကိုလမ်းပြမှာဖြစ်ပါတယ်လမ်းညွှန်မှုကိုခံယူပါအလိုတော်ကိုရှာဖွေပါအလိုတော်ကိုကျွန်တော်တို့တရားထဲမှာလမ်းညွှန်ဖို့ဒီနေ့ဘယ်လိုလဲဆိုတာကျွန်တော်တို့ကိုပြင်ဆင်မှုမိတ်ဆွေရဲ့တရားမှာပြင်ဆင်ပါအဲကျွန်တော်တို့လမ်းညွှန်မှုခံတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုလမ်းညွှန်ပေးလိမ့်မယ်ဒါတွေအားလုံးမိတ်ဆွေသိထားတဲ့အရာဖြစ်ပါတယ်အဲကြောင့်ဘုရားသခင်ရဲ့ခေါ်တော်မူခြင်းကိုဘယ်လိုဆုံးဖြတ်ရမလဲလို့မေးတဲ့အခါမှာဒီနေ့ဘုရားသခင်ဒီကျွန်တော်တို့ခရစ်ယာန်အားလုံးကိုဝိညာဉ်ရေးရာဆုကျေးဇူးသို့မဟုတ်တခုထက်မကပုံပြပေးပါတယ်ဒီကောစနေအငယ်9ကနေပြီးတော့7တိမှာယာရူခေါ်ခြင်းနေရှိပါတယ်ယောမစနေအငယ်3နဲ့8မှာ3မှာ8တိမှာဘဝမှာတတ်မှတ်ထားတဲ့အလုပ်တွေကိုလှုပ်ဆောင်ရမျိုးခေါ်ထားတာဖြစ်ပါတယ်ဓမ္မတော်73ငယ်36မှာကျွန်တော်တို့ကိုပျော်ရွှင်ပြီးအောင်မြင်သောခရိယာများဖြစ်ဖို့ရတဲ့ဘုရားသခင်ခေါ်ခြင်းကိုမိတ်ဆွေရှာဖွေတဲ့အခါမှာအဖြေရမှာဖြစ်ပါတယ်ဘဝတတထဲမှာကိုရောရဲ့ခေါ်ခြင်းကိုဘယ်လိုရှာမလဲအလင်းရရှိရန်ဆုတောင်းမှာဘဝတတမှာကိုရောရဲ့အမှုတော်တွေကိုနီလန်းအတိုင်းအချိန်ဖြည့်ပြင်ဆင်ရန်တောင်းခံမှာဆန္ဒတွေကိုထည့်သွင်းတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ကိုဘဝမှာတစ်စုံတစ်ခုကိုလှုပ်ဆောင်ပေးရန်နော်ကိုရောပြင်ဆင်ထားတဲ့အရာတွေကိုတိုးပွားဖို့ရန်ဘုရားသခင်ခေါ်ခြင်းကိုကျွန်တော်တို့ဒီနေရာမှာသိဖို့လိုတာဖြစ်ပါတယ်ဘုရားရဲ့ခေါ်ခြင်းကဆုံးမချက်ချရမယ်အလုပ်လုပ်တဲ့အခါမှာရရှိတဲ့ကျင့်နှံမှုတွေဘုရားရဲ့ခေါ်ခြင်းနဲ့မှဝမ်းမြောက်ခြင်းတွေဘုရားရဲ့ခေါ်ခြင်းနဲ့မှကျွန်တော်တို့ပါဝင်တဲ့အခါမှာအလုပ်လုပ်ရမလို့အပ်ပေမဲ့ကျွန်တော်တို့ကိုလှုပ်ဆောင်ရမယ့်အရာတွေကိုဘုရားသုံးသင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဘုရားပေးထားတဲ့ကောင်းချီးမင်္ဂလာတွေကိုကျွန်တော်တို့အားလုံးကအလိုတော်တဲ့အညီလှုပ်ဆောင်ရမယ်ဘုရားသခင်ကျွန်တော်တို့အလုပ်တော်မှာကောင်းချီးမင်္ဂလာကိုပေးတယ်အဲ့ဒီမှာကောင်းချီးမင်္ဂလာကိုအမြဲတမ်းသတိပြုရမယ်ကိုရောရဲ့အလိုတော်အတိုင်းလှုပ်ဆောင်မှုမိမိကိုမိမိပြင်ဆင်ရမှာဖြစ်ပါတယ်ဝိညာဉ်ရေးရာမိတ်ဆွေများနေတိုင်းမှာဘုရားသခင်ကျွန်တော်တို့ဝိညာဉ်ရေးရာမိတ်ဆွေများအပေါင်းအသင်းများကိုကျွန်တော်တို့ဘဝမှာတော့ထဲသွင်းပြီးတော့မိတ္တဟာယာဖွဲ့စီတာဖြစ်ပါတယ်ဘုရားသခင်ရဲ့ခေါ်ဆိုမှုမှာကျွန်တော်တို့အပေါ်သတိပြုခြင်းမရှိတဲ့မိတ်ဆွေများနဲ့အပေါင်းအသင်းများနဲ့ဆွေးနွေးပြီးတော့ယုံကြည်သူတွေကမိမိရဲ့ကိုယ်ရေးကိုယ်တာနဲ့အတ္တတာနဲ့တည်တည်နာတဲ့အချက်တွေကဲတင်ချင်းစိတ်ချမှုဘယ်လိုလုပ်ရမလဲဘယ်လိုပြရမလဲဆိုတာဆွေးနွေးရမှာဖြစ်ပါတယ်ခရိယန်များဘုရားသခင်ဖြစ်ခြင်းအတွက်စံသတ်မှုတွေကိုကျင့်သုံးရမယ်ခရိယန်များနေဖြစ်ကျွန်တော်တို့နေ့ရက်တွေကိုဖြတ်သန်းတဲ့အခါမှာကျွန်တော်တို့ဖြောက်မှတ်ခြင်းတန်တရားမဝင်ပဲဘုရားသခင်ရဲ့တန်ရှင်းခြင်းမြင့်တင်ရန်သာလိုအပ်တာဖြစ်ပါတယ်အဲကြောင့်ဒီနေ့ခရိယန်တတ်တာကကျွန်တော်တို့တရားထဲမှာနော်ဘုရားသခင်ရဲ့အလင်းမှာရှောက်လန်းတယ်လို့ကျွန်တော်အလင်းမှာရှောက်လန်းမှုတရောခန်းကြီး1ငယ်9မှာရေးထားတာဖြစ်ပါတယ်ကိုရောအလင်းဖြစ်တဲ့အလင်းမှာအသက်ရှင်ရမယ်တရောခန်းချင်းနဲ့ငယ်3မှာဘုရားသခင်ရဲ့ပြည့်ညတ်တော်ကိုလိုက်နာမယ်နော်အခြားခရိယန်များကိုချစ်ရမယ်တရောနဲ့30မှာကျွန်တော်တို့ရဲ့ဖြောက်မှန်ခြင်းကိုလေ့ကျင့်ရမယ်တရောနှစ်ကို29မှာခရစ်တော်ရဲ့လူစားတိခိုင်ရင်ခြင်းကိုဝန်ခံပြီးတော့တရောခန်းကြီး4နှစ်မှာခရိယန်တွေမိမိကိုမိမိကိုရေးကိုယ်တော်ဘဝနဲ့ပတ်သက်တဲ့တည်တည်သိထိုက်ရမယ့်အချက်တွေကဲတရင်စိတ်ချမှုရှိတယ်ဘုရားသခင်ရဲ့သားတော်နဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့
တသိခံချက်တွေကိုယုံကြည်ရမယ်တေရောငါ6မှ7ထိတန်ရှင်သောတသိခံချက်တွေယုံကြည်သူတွေရဲ့တရားတွေမှာယောမ8ငွေ16ကိုကြည့်ဖို့လိုတယ်တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့ဘဝတွေကိုခရိယတူအတွက်စံနှုန်းကိုက်ညီမှုသိရှိရန်အဲ့ဒီနှုတ်ကပတ်တော်ရဲ့အထက်မှာလမ်းညွှန်ပေးတယ်ခရိယတူဖြစ်ခြင်းကိုရောရဲ့တသိခံခြင်းယုံကြည်သူတွေအားလုံးကတင်ချင်းစိတ်ချမှုရှိပြီးတော့မိမိရဲ့ကိုယ်ရာဘဝနဲ့ပတ်သက်တဲ့တည်တဲ့အချက်တွေပျော်ရွှင်မှုဘဝမှာဘယ်လိုနေထိုင်မလဲကျွန်တော်တို့တရားထဲမှာအဲ့လိုမျိုးပဲလှုပ်ဆောင်မယ်ဆိုရင်ပျော်ရွှင်ခြင်းကမဖြစ်မနေကျွန်တော်တို့တရားထဲမှာရှိလာမှာဖြစ်ပါတယ်ဘုရားသခင်ထံမှာကိုစက္ကပ်ပါယောမ6ငယ်73မှာစပြစ်ပင်ဒီစပြစ်တိုက်တည်နေလို့ပဲယောဟန်15ငယ်လေးမှာသင်တို့ခေါ်ဆိုမှုကိုရှာဖွေပါသင်တို့ရဲ့ဘဝမှာအလုပ်တွေကိုရှာဖွေတယ်ဆူတောင်းခြင်းဖြင့်မြဲမြံစွာသတိရတယ်လှုပ်ဆောင်တယ်ဘုရားရဲ့ကောင်းချီးကြီးမားတယ်ကျင့်နှံမှုပေးတယ်စောင့်ကြည့်တယ်ဝိညာဉ်နဲ့မိတ်ဆွေများရဲ့အကျဉ်းဉာဏ်ကိုတောင်းခံတဲ့အခါမှာခရိယန်တွေကမိမိကိုယ်ကိုယ်တာနဲ့ပတ်သက်တဲ့နော်တတ္တာတွေအလုံးကဘုရားလူတော်ကိုပဲရှာတော့မှာဖြစ်ပါတယ်အဲကြောင့်ဒါတွေရဲ့ယေရှုတင်မှာသင်ဝင်ခေါ်တဲ့အခါမှာကိုကြိုးတတ်မှုဖက်နဲ့ဘုရားဘုန်းတော်တက်ဖြစ်ဖို့လိုတယ်သင်ခေါ်ခြင်းထဲမှာဘုရားရဲ့အခွင့်အရေးတွေကိုရယူပါဘုရားပေးတဲ့အခွင့်အရေးတွေကိုယောမ16 8ထိအခြားသူများရဲ့စင်ခေါ်မှုတွေကိုရှောင်ခြင်းပါခရိယန်တိုင်းမိမိကိုရာဘဝနဲ့ပတ်သက်တဲ့တည်တည်တဲ့အခါမှာယေရှုကဲ့သို့မြည်သို့ကြီးထွားရမလဲခရိယန်တရားတွေမှာကြီးထွားတဲ့တတ်တာရင့်ကျက်တဲ့တတ်တာခိုင်ခန့်တဲ့တတ်တာတွေလိုအပ်တာဖြစ်တယ်နော်ဝိညာဉ်ရေးရာကြီးထွားဖို့ရန်ဘုရားသခင်အလိုတော်ကိုကျွန်တော်အသိပညာနဲ့နာခံမှုတွေကိုတိုးပွားပြီးဝိညာဉ်ရေးရာမှာကြီးထွားဖို့လိုတယ်လူမှုရေးရာဘယ်လိုကြီးထွားမလဲကျွန်တော်တို့ရဲ့ကောင်းကျိုးချမ်းသာတွေကိုဆိုရင်ပူပန်သောလူအတိုင်းဝိုင်းမှာပိုမိုပြပြလာရန်ကြီးထွားရန်ခရိယန်တတ်တာတွေမှာဖိလိပ္ပိနှစ်ငယ်1ကနေ16ဒီမှာဆိုလိုတာကတော့ခရစ်တော်ကဲ့သို့နှိမ့်ချရမယ်စီလုံးမှုတွေနာခံမှုတွေနေထိုင်ပြီးတော့မောင်မိုက်လောကရဲ့အပြင်ကင်းတော့အလင်းအဖြစ်ဖော်ကြရမယ်ဖော်ပြရမယ်ဒုက္ခကောင်းဆန်တဲ့ရည်မှန်းချက်တွေကိုဖယ်ပါအစေခံတဲ့စိတ်တွေကိုလက်ခံပါညီညွတ်ခြင်းငြင်းခုန်ခြင်းတွေကိုကျွန်တော်အားလုံးကိုဖယ်ရှားပါပြိုကွဲနေတဲ့မျိုးဆက်တစ်ခုအတွက်ဘုရားသခင်၌ဝမ်းမြောက်ပြီးတော့မြို့လင်းခြင်းထင်ရတဲ့နှုတ်ကပတ်တော်ကိုဆေလို့ပါကျွန်တော်တရားထဲမှာဒီနေ့ဒီချမ်းစာထဲမှာပါတယ်ဖာရီရှဲတွေဇက်တုကဲတွေကဲ့သို့ရှောင်ရှားပြီးတော့ခရိယန်အတ္တထဲမှာမှန်ကန်တဲ့အရာတွေဘဝတ္တထဲမှာဘုရားရဲ့ဂတိတော်တွေကိုကိုးစားပြုတဲ့အသက်ရှင်ခြင်းတွေယုံကြည်သူတွေပေါင်းသင်းဆက်ဆံရေးတွေမှာလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့မြင့်တင်ပံ့ပိုးဖို့လိုအပ်တယ်။အဲတော့စစ်မှန်တဲ့ခရိယန်ဘာသာစကားလုံးတွေကခရစ်တော်ရဲ့တုံ့ပြန်ချက်ကိုနေ့စဉ်ထင်ဟပ်တယ်အသက်ရှင်ခြင်းမျိုးဖြစ်တယ်။ချမ်းပိုက်မှာမိမောင်းထိုးပြတယ်ခရိယန်များတဲ့ယုံကြည်ခြင်းကိုတိုက်ကြောက်စွာလှုပ်ဆောင်အောင်မယ်။စစ်မှန်တဲ့ယုံကြည်ခြင်းဖြစ်ပါတယ်။ဒီအရာကဘာဖြစ်လဲ။ဟန်ချက်ညီလှုပ်ဆောင်တဲ့တရားဖြစ်ပါတယ်။ခရစ်တော်အတွက်ထုံလင်းမှုဖြစ်ပါတယ်။အာမင်ဟာလေလုယာဘုရားရှင်ကောင်းကြီးပေးပါစေသင်တို့တရားတွေမှာ